ရုပ်ရှင်အစမှာရုရှားနိုင်ငံရှိရှေးဟောင်းတောအုပ်ကြီးတစ်ခုအတွင်းမှာရှိတဲ့လှုပ်ဝက်ဆန်းကျယ်တဲ့ရေကန်တစ်ခုကိုပြသထားပါတယ်။အဲ့ဒီရေကန်ထဲမှာရေဆုံးမတွေနဲ့မကောင်းဆိုးဝါးမမ်းမယ်၃ယောက်နေထိုင်ကြပါတယ်။တနေ့မှာအဲ့ဒီမမ်းမယ်ဆိုးတွေကရေမျက်နှာပြင်ပေါ်ကိုတက်လာပြီးသူတို့ရဲ့အမဲရောင်မိုက်မဲတဲ့မနှံဆွမ်းအားနဲ့ရေဆုံးမတွေကိုညွှန်ကြားချက်တွေပေးနေကြပါတယ်။နောက်တစ်ခါမှာတော့တောအုပ်ထဲကိုအပန်းဖြေဖို့လာတဲ့လူငယ်တစ်ယောက်နဲ့သူ့ကောင်မလေးကိုပြသပါတယ်။သူတို့နှစ်ယောက်တစ်ပင်နားမှာတစ်ယောက်ကိုတစ်ယောက်အချစ်စကားပြောနေချိန်မှာတောအုပ်ထဲကနေမိခိုးထူထူကြီးတက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကရုတ်တရက်ပျောက်သွားပါတယ်။လူငယ်ကထိတ်လန့်သွားပြီးမိခိုးကြားထဲမှာသူ့ကောင်မလေးကိုလိုက်ရှာနေပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်ပေါ်လာပြီးသူ့ကိုမျက်လုံးချင်းစုံက hypnosis လုပ်ပြီးငါနောက်လိုက်ခဲ့လို့ပြောပါတယ်။အဲ့ဒီနောက်လူငယ်ဟာသူ့စိတ်ကိုသူမထိန်းချုပ်နိုင်တော့ပဲမူးဝေတလို့အခြေအနေမှာအဲ့ဒီမိန်းကလေးနောက်ကိုလိုက်သွားပါတော့တယ်။မိန်းကလေးကလှုပ်ဝက်ရေကန်ထဲကိုပြေးဝင်သွားပြီးလူငယ်လဲ hypnosis ခံထားရတဲ့အတိုင်းရေထဲလိုက်ဆင်းသွားပါတယ်။သူကအဲ့ဒီမိန်းကလေးနဲ့နီးကပ်ဖို့စူးစမ်းနေချိန်မှာတခြားရေဆုံးမတွေပါရေထဲကနေထွက်လာပြီးသူ့ကိုဝိုင်းဖက်ကြပါတယ်။ပြီးတော့သူ့ခန္ဓာကိုယ်ထဲက energy power ကိုစုပ်ယူကရေကန်ထဲမှာနှက်တက်လိုက်ကြပါတယ်။အခြားတစ်ဖက်မှာတော့ရေဆုံးမတွေကလူငယ်ရဲ့ကောင်မလေးကိုဝိုင်းထားပြီးမင်းလဲမင်းကြီးစားလိုပဲလှည့်စားတတ်တဲ့သူပဲငါတို့လိုအပ်တာကမင်းတို့လိုလူတွေရဲ့ energy ပဲလို့ပြောကြပါတယ်။ဒီဖြစ်ရပြီး2ရက်အကြာမှာတော့ကားအများကြီးဟာအဲ့ဒီတော့အုံနာကိုရောက်လာပါတယ်။ကားထဲမှာတော့သိပ္ပံပညာပါမောက္ခတစ်ယောက်နဲ့သူ့ကျောင်းသားတွေပါလာကြပါတယ်။ပါမောက္ခကဒီတော့အုပ်ကအရန်ရှိဟောင်းတယ်။ဒါပေမဲ့ခန်းမဆောက်ခင်လိုအပ်တဲ့ပစ္စည်းတွေကိုအနီးနားကဆိုင်မှာတွားဝယ်ချစ်လို့ပြောပါတယ်။ကျောင်းသားတွေဆိုင်ထဲဝင်ပြီးပစ္စည်းဝယ်နေချိန်မှာဆိုင်ရှင်မျိုးသမီးကတောထဲမှာခန်းမဆောက်မယ်ဆိုသတိထားပါ။ဒီတော့ရဲ့လှုပ်ဝက်ရေကန်ထဲမှာမမ်းမယ်ဆိုးတွေနဲ့ရေဆုံးမတွေရှိတယ်လို့ပြောကြတယ်လို့သတိပေးပါတယ်။ဒါကိုကြားတော့ပါမောက္ခကအဲ့ဓာတွေကဒေတာခန်တွေရဲ့ပုံမြင်တွေပဲလို့မယုံကြည်ပါဘူး။ဒါပေမဲ့ဆိုင်ရှင်မိန်းမကမဟုတ်ဘူး။အမှန်ပဲ၄နှစ်တစ်ကြိမ်ရက်တစ်ပတ်တစ်ခုရောက်လာတိုင်းမမ်းမယ်ဆိုးတွေနဲ့ရေဆုံးမတွေရေကန်ထဲကတက်လာပြီးလူတွေကိုလှည့်စားကရေထဲခေါ်သွားပြီးတက်ပစ်ကြတယ်လို့ပြောပါတယ်။ကံမကောင်းစွာနဲ့ပဲအခုချိန်ဟာအဲ့ဒီ၄နှစ်တစ်ကြိမ်ရောက်လာတဲ့ရက်တစ်ပတ်ဖြစ်နေပါတယ်။ပါမောက္ခကမယုံကြည်သေးပဲကျွန်တော်ဒီလိုຢာတွေမယုံဘူးလို့ပြောပါတယ်။ဆိုင်ရှင်ကဆက်ပြောပါတယ်။ယုံမယုံမနေ့ကဒီတော်ထဲဝင်သွားတဲ့စုံတွဲတစ်တွဲအခုထိပြန်မလာသေးဘူး။ဘာဖြစ်သွားလဲဘယ်သူမှမသိဘူး။ဒါပေမဲ့ကျောင်းသားတွေနဲ့ပါမောက္ခကဒီတတိပေးချက်ကိုအလေးမထားပဲတောအုပ်ထဲကိုဝင်သွားကြပါတယ်။အဲ့ဒီမှာပါမောက္ခကကျောင်းသားတွေကိုတဲရီကင်မရာတွေတီးသက်ဆောက်ချက် research အတွက် forest movement တွေ record လုပ်ရမယ်လို့ညွှန်ကြားပါတယ်။ညရောက်လာတော့လူတိုင်းဟာကိုယ်တဲထဲမှာအိပ်ပျော်သွားကြပြီးအချို့ကထူးဆန်းကြောင်းမဖွယ်အိမ်မက်တွေမှတ်လာကြပါတယ်။မနေ့ရောက်တော့ Joy ဆိုတဲ့ကျောင်းသားက Ron ကိုလာထပ်ပြပြီး camera တွေအားလုံး connection ပြောင်းနေတယ်လို့ပြောပါတယ်။ Ron နဲ့ Joy က camera တွေကိုတွားစစ်တဲ့အခါအားလုံးပျက်စီးနေကြတာကိုတွေ့ရပါတယ်။ပါမောက္ခက camera တွေအားလုံးတစ်ချိန်နဲ့ပြတ်တာဘယ်လိုဖြစ်နိုင်တာလဲလို့အံ့ဩပါတယ်။ Brown ကလိုချင်ရင်ကျွန်တော်မျိုးလဲသွားပြီးအစ်စ်ဝယ်လာမယ်။ဒါပေမဲ့ဝေးတော့ညနေမှပြန်ရောက်မယ်လို့ပြောပါတယ်။ပါမောက္ခက research အတွက် camera တစ်လုံးတော့လိုတယ်လို့ပြန်ပြောပါတယ်။ Ron ကကားဆက်နိုးပြီးမျိုးလဲသွားမယ့်အချိန်မှာ Tina ဆိုတဲ့သူ့ ex girlfriend ကတယောက်တည်းသွားမလို့လား။ငါလဲလိုက်မယ်လို့ပြောပါတယ်။ Ron ကတော့ငါတို့နှစ်ယောက်ကြားကအရာတွေပြီးသွားပြီ။နောက်ထပ်မနီးစပ်ဖို့စူးစမ်းနေလို့ပြောပြီးထွက်သွားပါတယ်။ Tina ကစိတ်ဆိုးသွားပြီးအဲ့ဒီအရာအလုံးကိုတစ်ပင်နောက်ကနေရေဆုံးမနှင်းကစောင့်ကြည့်နေပါတယ်။အဲ့ဒီနောက်ညဘက်ရောက်လာချိန်မှာ Ron ဟာမြို့ကနေကားမောင်းပြီးခန်းကိုပြန်လာနေပါတယ်။တော်လန်တနေရာရောက်တဲ့အခါရုတ်တရက်တောဝက်တကောင်ကကားရှိကိုပြေးထွက်လာပါတယ်။ Ron ကတောဝက်ကိုမတိုက်မိအောင်ကားကိုလှည့်လိုက်ရာကကားဟာ control လွတ်သွားပြီးတောထဲမှာရက်နေတဲ့မိန်းကလေးတစ်ယောက်ကိုဝင်တိုက်မိသွားပါတယ်။အဲ့ဒီမိန်းကလေးကတော့ရေဆုံးမနှင်းဖြစ်ပါတယ်။ Ron ဟာအရန်ထိတ်လန့်သွားပြီးကားပေါ်ကဆင်းကသတိလစ်နေတယ်လို့ဖြစ်နေတဲ့နန်းကိုကူညီဖို့ကြိုးစားပါတယ်။နန်းကဖြည်းဖြည်းချင်းထထိုင်လာတော့ Ron ကအသက်ရှင်နေသေးတာကောင်းသေးတယ်။ဒါပေမဲ့မင်းချီတော့လိန်သွားပုံရတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာ Joy နဲ့ Peter ဆိုတဲ့ကျောင်းသားနှစ်ယောက်လည်းအတန်ကြားလို့ရောက်လာကြပါတယ်။ Brown ကဒီကောင်မလေးကို camp ထဲခေါ်သွားရမယ်။ Professor ကကုနိုင်လောက်တယ်လို့ပြောပြီးသူတို့၃ယောက်ကနင်းကိုတဲစီခေါ်သွားကြပါတယ်။သူတို့ Professor သွားခေါ်ဖို့ထွက်သွားပြီးနန်းတယောက်ထဲကြံခဲ့တဲ့အချိန်မှာတော့လိန်နေတဲ့ခြေထောက်ကိုသူမပါတာသူမပြန်တက်လိုက်ပါတယ်။ခဏအကြာမှာ Professor နဲ့ကျောင်းသားတွေပြန်ရောက်လာပြီးနင်းရဲ့ခြေထောက်ကိုဆေးလိမ့်ပေးပါတယ်။ဒါပေမဲ့လူတွေကသူမအကြောင်းမေးမြန်းလာချိန်မှာနန်းဟာဘာမှမပြောဘဲထွက်သွားပါတယ်။သူမရေကန်နားရောက်တဲ့အခါရေထဲကနေမမ်းမဲ့ဆိုး၃ယောက်ပေါ်လာပြီးဒီနေ့မကောင်းတဲ့ယောက်ျားတစ်ယောက်မှမတွေ့ဘူးလားလိုက်ကို energy ဖြည့်ဖို့ pray မဖမ်းလာဘူးလားလို့မေးကြပါတယ်။လင်ကလူဆိုးတစ်ယောက်တော့တွေ့တယ်။သူကမိန်းကလေးတစ်ယောက်ကိုနာကျင်စေခဲ့တာသူ့ကို pray လုပ်မလို့ပဲ။ဒါပေမဲ့သူကတိုက်မိသွားတာလို့ပြောပါတယ်။မမ်းမဲ့တစ်ယောက်ကဒီလိုက်ကို sinful man တွေရဲ့ energy နဲ့အမြန်ဆုံးဖြည့်ရမယ် ritual week ကပြီးဖို့တိတ်မလို့တော့ဘူးလို့ပြောပါတယ်။ညွှန်ကြားပြီးတာနဲ့မမ်းမဲ့၃ယောက်ရေထဲပြန်ဆင်းသွားပါတယ်။အဲ့ဒီအချိန်မှာ Daisy ဆိုတဲ့ရေဆုံးမတစ်ယောက်နင်းရဲ့တငယ်ချင်းရောက်လာပြီးအမဘယ်သွားမလို့လဲလို့မေးပါတယ်။လင်ကမမ်းမဲ့တွေငါတို့ကိုခိုင်းတဲ့အလုပ်လုပ်ဖို့ပဲလို့ပြောပါတယ်။နောက်နေ့ Ron ဟာတောထဲတစ်ယောက်ထဲလမ်းလျှောက်နေချိန်မှာနန်းကသူ့စီလာပါတယ်။ Ron ကနန်းကိုသဘောကျနေပြီးသားဖြစ်လို့သူမကိုပြန်တွေ့တော့ဝမ်းသာသွားပါတယ်။ဒါပေမဲ့နန်းကသူ့ကို pray လုပ်ဖို့ hypnotic smoke ကိုအသုံးပြုပြီး Ron ကိုထိန်းချုပ်လိုက်ပါတယ်။ Ron ဟာသူမခန့်မှန်းပေးတယ်လို့နောက်ကလိုက်လာပါတယ်။ဒါပေမဲ့လမ်းလျှောက်နေတော့ Ron ကနန်းရဲ့ကြောပေါ်မှာတောက်ပနေတဲ့အမှတ်သားတစ်ခုကိုမြင်ပြီးထိလိုက်တဲ့အခါနန်းဟာတုံ့လောက်သွားပါတယ်။အဲ့ဒီရှာကြောင့် Ron ရဲ့ hypnosis ပြတ်သွားပြီးမင်းကြောပေါ်ကအမှတ်ကဘာလဲလို့မေးပါတယ်။နန်းကမလိမ်မိုးမလိမ်မားနဲ့အဲ့ဒါ glowing tattoo တစ်မျိုးပဲလို့လိန်ပြောပါတယ်။ပြီးတော့ smoke နဲ့ Ron ကိုထပ် hypnotize လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ hunter တွေကတောကြောင်တစ်ကောင်ကိုတနက်နဲ့ပစ်တက်လိုက်ကြပါတယ်။တနက်တန်ကြောင့် Ron ရဲ့ hypnosis ထပ်ပြတ်သွားပြီးသူဟာ hunter တွေနဲ့စကားများပါတော့တယ်။ Brown ကဘာလို့အပြစ်မရှိတဲ့တိရစ္ဆာန်တွေကိုတတ်နေတာလဲလို့မေးပါတယ်။ hunter တစ်ယောက်က
ဒီတော့ကမင်းဖေရဲ့ပိုင်နဲ့လားငါတို့ဘာမဆိုအမဲလိုက်နိုင်တယ်လို့ပြန်ပြောပါတယ် Brown ကဒေါသထွက်ပြီးဟောက်ထွက်ကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်ပြီးတော့လူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်အသက်ရှိတဲ့အရာတိုင်းမှာအသက်ရှင်ခွင့်ရှိတယ်လို့ပြောပါတယ်နေဟာဒီစကားတွေကြားပြီး Brown ကိုစပြီးလေးစားလာပါတယ် Hunter boss က Brown ကို နောက်တစ်ခါငါတို့ကိစ္စဝင်မရှုံနဲ့လို့တတိပေးပြီးထွက်သွားပါတယ်သူတို့ထွက်သွားပြီးတဲ့နောက်နန်းက Brown ကိုတိရစ္ဆာန်တေးသေးလေးအတွက်ဘာလို့မင်းတယောက်တည်း fight လုပ်ခဲ့တာလဲလို့မေးပါတယ် Brown ကအသက်မှာအကြီးအသေးမရှိဘူးအသက်ရှိသမျှအားလုံးတူညီတဲ့အခွင့်အရေးရှိတယ်လို့ပြောပါတယ်ဒီစကားတွေကြားတော့နန်းဟာ Brown ကိုလူဆိုးလို့ထင်ခဲ့တာမှားနေကြောင်းသိလာပါတယ်အဲ့ဒီနောက် Brown ကနန်းကိုတစ်ပင်တစ်ပင်နာမှာထိုင်ခိုင်းပြီးဒီတော့အုပ်မှာကိုယ်ပိုင်ကဘာတစ်ခုရှိတယ်တစ်ပင်တွေနဲ့တိရစ္ဆာန်တွေမရှိတော့ရင်ဒီတော့ရဲ့အတိတ်ပဲလဲပျောက်သွားမှာလို့ပြောပါတယ်နန်းကသူ့စကားကိုနားထောင်ပြီးမင်းကဒီလောက် sensitive ဖြစ်ပြီးလူတိုင်းကိုဂရုစိုက်တယ်ဆိုရင်ဌာနကိုဘာလို့နာကျင်စေခဲ့တာလဲလို့မေးပါတယ် Brown ကမင်းနားလည်မှုလွဲနေတာဌာနကငါ ex girlfriend ပါဒါပေမဲ့သူကအရန် selfish ဖြစ်တယ်ဒါကြောင့် relationship ကိုအဆုံးသတ်ခဲ့တာလို့ပြောပါတယ်ပြီးတော့ကိုဒုက္ခကိုတော့နားမလည်တဲ့လူနဲ့ဆက်ပြီး relationship ထားလို့ဘာအကျိုးရှိမှလဲလို့ဆက်ပြောပါတယ်ဒီစကားတွေကြားပြီးနေဟာ Brown ကိုလူကောင်းတစ်ယောက်ဆိုတာအပြည့်အဝယုံကြည်သွားပါတယ်အဲ့ဒီနောက်နေဟာလှုပ်ဝက်ရေကန်စီပြန်သွားပါတယ်အဲ့ဒီမှာရေဆုံးမတွေအားလုံးအနားယူနေကြပါတယ် နင်းက Daisy ကို ငါတို့ဒီရေကန်ထဲမှာနစ်ပြီး witch ဖြစ်လာကြတဲ့ကပျော်ရွှင်မှုဆိုတာမခံစားရတော့ဘူးဒါပေမဲ့ Grant နဲ့အချိန်ဖြုံးတဲ့အခါပျော်ရွှင်မှုကိုပြန်ခံစားရတယ်လို့ပြောပါတယ် တခြား witches တွေက ထူးဆန်းတာကငါတို့ဘယ်သူတွေဖြစ်ခဲ့တယ်ဆိုတာမမှတ်မိဘူးလူဘဝတုန်းကဘယ်မှာနေခဲ့တယ်ဘာလို့ဒီရေကန်ထဲခုန်ချပြီးတေးခဲ့တယ်ဆိုတာတော့မသိဘူးလို့ပြောကြပါတယ် Daisy က ဟုတ်တယ်အခုငါတို့သိတာတစ်ခုပဲရှိတယ်လူတွေကိုမုံရမယ်ဟန်လုပ်ရမယ်သူတို့ရဲ့ energy ကိုတိုက်ဖျက်ဖြစ်ရမယ်လို့ပြောပါတယ်ညရောက်လာတဲ့အခါ witches တွေကသူတို့အလုပ်ကိုစတင်ပါတော့တယ် witch တယောက်ကထန်းနာမှာ hypnotic smoke ဖြတ်လိုက်တာနဲ့ចောင်းသားတယောက်ဟာသူမ control အောက်ကျပြီးနောက်ကလိုက်သွားပါတယ်အဲ့ဒီအချိန် Ron ကတနေရာကအတန်ကြားလို့ flashlight ကိုယူပြီးသွားစစ်ပါတယ် Ron တယောက်တည်းဖြစ်နေတာမြင်တော့ witches တချို့ကသူ့ကိုလည်း hypnosis လုပ်ပါတော့တယ် Daisy ကဒါကိုမြင်ပြီး Nancy ပြေးသွားက Ron ကို witches တွေ hypnosis လုပ်နေတယ်လို့ပြောပါတယ် နင်းက Ron ကလူကောင်းတစ်ယောက်ငါကယ်ရမယ်လို့ပြောပြီးလက်ထဲကနေကြောက်တုံးအထူးတစ်လုံးကိုယူလာပါတယ်ပြီးတော့ Ron ကို hypnosis လုပ်နေတဲ့ witches တွေစီသွားပြီးဒီလူကငါ pray ပါတခြားလူသွားဖမ်းကြလို့ပြောပါတယ်ဒါကြောင့် witches တွေထွက်သွားကြပါတယ် နင်းက Ron ကို slap ရိုက်ပြီး hypnosis ကိုဖြုတ်ပေးပါတယ်ပြီးတော့ကြောက်တုံးကို Ron လက်ထဲထည့်ကဒီ stone ကိုအမြဲကင်ထားလို့ပြောပါတယ်ဒါပေမဲ့နေဟာ Lake Sea ပြန်သွားဖို့လှည့်လိုက်တဲ့အချိန်မှာ mermaid 3ယောက်ကသူမကို black magic နဲ့လေထဲမြောက်လိုက်ပြီးမင်း witch တယောက်ရဲ့တာဝန်ကိုမေ့နေပြီထင်တယ်လို့ပြောကြပါတယ်နင်းက မမေ့ပါဘူး Richard အတွက်ဒီတစ်ပတ်နောက်ဆုံးညမတိုင်ခင်လူများနိုင်သမျှများများကိုတက်ပြီး energy ယူရမယ်ဆိုတာသိပါတယ်လို့ပြောပါတယ် mermaid တယောက်ကဒေါသနဲ့ ဒါဆို Ron ကိုဘာလို့ pray မလုပ်သေးတာလဲလို့မေးပါတယ် နင်းက သူကလူဆိုးမဟုတ်ဘူးလို့ပြန်ဖြေပါတယ်ဒါကိုကြားတော့ mermaid တွေဒေါသထွက်သွားပြီးယောက်ျားအလုံးစိုးကြတယ်မင်းလဲသူတို့ကြောင့်တေးခဲ့ရတာလို့သူမစိတ်ထဲ Harry တွေပြန်ဖြည့်သွင်းကြပါတယ်ပြီးတော့ငါတို့ပြောတဲ့အတိုင်းလို့မဟုတ်ရင်မင်းရဲ့ memory အားလုံးကိုဖျက်ပစ်မယ်လို့ချိန်ချောက်ပါတယ်နဲဟာမဖြစ်မနေသဘောတူလိုက်ရပါတယ်ဒါတွေကို Ron ကကြောက်တုံးကင်ပြီးကြောက်တုံးနောက်ကနေအကုန်ကြားနေရပါတယ်မမေတွေထွက်သွားတာနဲ့ Ron ဟာကြောက်လန့်ပြီးထွက်ပြေးပါတော့တယ်နန်းကသူ့နောက်လိုက်ပြီးရှင်းပြဖို့ကြိုးစားပါတယ် Brown ကမင်းက water witch တယောက်ပဲငါ့ကို pray လုပ်ဖို့နီးကပ်လာတာလို့ပြောပါတယ်နင်းက ငါမင်းကိုနာကျင်စေချင်ရင်ဒီ stone ကိုဘာလို့ပေးမှလဲတခါလောက်နားထောင်ပေးပါလို့တောင်းဆိုပါတယ် Brown ကကောင်းပြီပြောလို့ပြောပါတယ်နန်းကသူမတို့ witches တွေရဲ့အမှန်တရားကိုစတင်ပြောပြပါတော့တယ်နန်းက Ron ကိုကြည့်ပြီးတိတ်တဆိတ်ပြောလာပါတယ်ငါတို့က water witches တွေငါတို့လူဘဝတုန်းကဘသူတွေလဲဘာလို့တေးခဲ့လဲဆိုတာမမှတ်မိတော့ဘူးငါတို့သိထားတာတစ်ခုပဲရှိတယ်လူဆိုးတွေကို revenge လုပ်ရမယ်သူတို့ရဲ့ energy ကိုယူပြီးဒီရုပ်ဝက်ရေကန်နဲ့ဖြစ်ရမယ်ဆိုတာပဲပြီးတော့သူမ Ron ကိုကြည့်ကဒါပေမဲ့မင်းနဲ့တွေ့ပြီးနောက်ထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်လာတယ်မင်းကိုသဘောကျလာတယ်လို့ဝန်ခံလိုက်ပါတယ် Ron ကလည်းသူမမျက်လုံးတွေကိုကြည့်ပြီးငါလည်းမင်းကိုသဘောကျတယ်လို့ပြောပါတယ်အဲ့ဒီနောက်နန်းက Ron ကိုရေတခွန်နားစီခေါ်သွားပြီး mermaid တွေအကြောင်းအမှန်ကိုပြောပြပါတော့တယ် mermaid ဆိုးတွေကဒီလက်ရဲ့ black magic ကနေဖြစ်ပေါ်လာတာဒါကြောင့် lake နားကနေအဝေးကြီးမသွားနိုင်ဘူးသူတို့ energy ကို lake ထဲကပဲရတယ်ဒါပေမဲ့ငါတို့ witches တွေကတော့အဝေးထိသွားနိုင်တယ်လူတွေကိုလည်း confuse လုပ်နိုင်တယ်ဝမ်းနည်းမှုနဲ့ဒီ lake ထဲခုန်ချတည်သွားတဲ့မိန်းကလေးတွေရဲ့ soul တွေက lake ထဲမှာပဲ trap ဖြစ်သွားတယ် body ကတော့ရေအောက်မှာရှိနေပြီး lake ရဲ့ energy ကြောင့် witch body တစ်ခုကိုယာယီရတယ်အဲ့ဒီလိုနဲ့ water witches ဖြစ်လာတာ Brown ကဒါဆိုမင်းတို့ဘာလို့လူတွေကိုဟန်လုပ်တာလဲလို့မေးပါတယ်နင်းက ၄နှစ်တစ်ကြိမ် special week တစ်ခုရောက်လာတယ်အဲ့ဒီအချိန် mermaid တွေကငါတို့ကိုယောက်ျားတွေကို lake ထဲခေါ်လာပြီး energy စုပ်ယူခိုင်းတယ်အဲ့ဒီ energy နဲ့ mermaid တွေကနောက်၄နှစ်အသက်ရှင်ကြတာပြီးတော့မနက်ဖြန်ညကဒီ special week ရဲ့နောက်ဆုံးညပဲအဲ့ဒီညမှာ lake ထဲမှာ dance of death လုပ်မယ်ယောက်ျားများနိုင်သမျှများများကို pray လုပ်ပြီး lake ကို energy ဖြည့်မယ်လို့ပြောပါတယ် Brown ကဒါဆိုတန်ဘက်ခါကစပြီးမင်းတို့ witches တွေနဲ့ mermaid တွေရေအောက်ကဘာထဲပြန်ဝင်သွားမယ်ပေါ့လို့မေးပါတယ်နင်းက ဟုတ်တယ်ဒါကြောင့်မင်းနဲ့မင်းတငယ်ချင်းတွေအသက်ရှင်ခြင်းရင်မနက်ဖြန်မနက်ဒီတောထဲကထွက်သွားကြလို့တတိပေးပါတယ် Brown ကတော့နန်းကိုကြည့်ပြီးမင်းငါကိုချစ်လာလို့ကဲချင်နေတာလို့ပြောပါတယ်ပြီးတော့စဉ်းစားရင်ငါနားလဲသွားပြီး energy power ကိုလိုတာ witch မဟုတ်ဘူး mermaid တွေပဲဒါပေမဲ့သူတို့ကမင်းတို့ကိုအသုံးချပြီးလူတွေကိုတက်ခိုင်းနေတာလို့ပြောပါတယ်နင်းက ဟုတ်တယ်
ဒါပေမဲ့ငါတို့သူတို့ကိုမဆန့်ကျင်နိုင်ဘူးသူတို့ကငါတို့ကို control လုပ်နိုင်တယ်လို့ပြောပါတယ် Brown ကသူတို့ control လုပ်နိုင်တာမင်းတို့ရဲ့ human memories တွေကိုဖျက်ပြီး hydro တွေထည့်ထားလို့ပဲတနေ့မင်းတို့လူဘဝကအမှတ်တရတွေပြန်ရလာပြီးမြစ်တာနဲ့ကောင်းမြတ်မှုတွေနိုးလာရင် mermaid တွေမင်းတို့ကို control မလုပ်နိုင်တော့ဘူးလို့ပြောပါတယ်နန်ကအံ့ဩသွားပြီးငါလည်းအဲ့ဒီလိုခံစားရတယ်ဒါပေမဲ့ငါ human memories ကိုဘယ်လိုပြန်ရှာရမလဲလို့မေးပါတယ် Brown က like နဲ့ဆက်နေတဲ့မြစ်အောက်မှာရွာတရွာမြုပ်နေတယ်လို့ငါကြားဘူးတယ်မင်းကအဲ့ဒီရွာကဖြစ်နိုင်တယ်လို့ပြောပါတယ်အဲ့ဒီနောက်နန်က Brown ကိုထွက်သွားခိုင်းပြီးသူမ Lake စီပြန်သွားပါတယ်အဲ့ဒီမှာ witches တွေကចောင်းသားတစ်ယောက်ကို hypnotize လုပ်ပြီး energy စုပ်ယူဖို့ကြိုးစားနေကြပါတယ် mermaid တွေကနန်းကို ဒီနေ့လဲလက်ပလာပဲလားမင်း loyalty ကိုတက်တည်ပြချင်ရင်ဒီចောင်းသားရဲ့ energy ကိုအခုချက်ချင်းယူပြလို့အမိန့်ပေးပါတယ်နေဟာမဖြစ်မနေចောင်းသားကို like ထဲဆွဲချပြီးသူ့ energy ကိုစုပ်ယူကရေထဲနှစ်တက်လိုက်ပါတယ်နောက်နေ့ Brown ကသူ့တငယ်ချင်းတစ်ယောက်ကို special stone ပေးပြီးဒီတော့ထဲမှာတကယ် witch ရှိတယ်အပြင်သွားရင်ဒီ stone ကိုအမြဲယူထားလို့တတိပေးပါတယ်အခြားတစ်ဖက်မှာတော့နေဟာရေအောက်ထဲဆင်းသွားပြီး like နဲ့ဆက်နေတဲ့မြစ်အောက်ကမြုပ်နေတဲ့ရွာစီသွားပါတယ်သူမကအိမ်တိုင်းကိုဝင်ရှာနေရကအိမ်တစ်လုံးထဲမှာသူမလူဘဝတုန်းကဝစ်ခဲ့တဲ့လာကက်ကိုတွေ့လိုက်ပါတယ်လာကက်ကိုမြင်လိုက်တဲ့အချိန်မှာပဲနေရဲ့ memories အားလုံးပြန်ပေါ်လာပါတော့တယ်နေဟာလာကက်ကိုကင်လိုက်တဲ့အချိန်မှာသူမရဲ့လူဘဝအမှတ်တရတွေအားလုံးပြန်ပေါ်လာပါတော့တယ်တစ်ချိန်တုန်းကသူမဟာအရန်ပျော်ရွှင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမချစ်တဲ့ကောင်လေးကတခြားမိန်းကလေးတစ်ယောက်အတွက်သူမကိုလှည့်စားခဲ့ပါတယ်အဲ့ဒီ betrayal ကြောင့်နေရဲ့နှလုံးသားအပြည့်အဝကျိုးပဲသွားခဲ့ပါတယ်ဝမ်းနဲ့ကြေကွဲနေတဲ့နေဟာလိုက်ကန်းနာစီသွားခဲ့ပြီးအဲ့ဒီအချိန်မှာမတ်မယ်ဆိုးတွေကသူမကိုစိတ်ကစားခဲ့ပါတယ်ဒီလိုက်ထဲခုန်ချလိုက်ရင်မင်းရဲ့နာကျင်မှုတွေဝမ်းနည်းမှုတွေကိုမေ့သွားလိမ့်မယ်ပြီးတော့မင်းကိုလှည့်စားတဲ့ယောက်ျားတွေကို revenge လုပ်နိုင်မယ်လို့ပြောခဲ့ကြတာပါအဲ့ဒီစကားတွေကြောင့်ပဲနေဟာ suicide လုပ်ပြီးလိုက်ထဲခုန်ချခဲ့တာဖြစ်ပါတယ်အခုတော့အမှန်တရားအလုံးသိသွားတဲ့နေရဲ့စိတ်ထဲမှာအသက်ရှင်ခြင်းစိတ်ပြန်နိုးလာပါတယ်သူမဟာဒဲစီကိုပါဒီအကြောင်းပြောပြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမတ်မယ်၃ယောက်ရောက်လာပြီးနန်းကိုကြည့်ပါတယ်ဒီတစ်ခါတော့နေဟာမကြောက်တော့ပါဘူးသူမကမတ်မယ်တွေကိုတိုက်ရိုက်ပြောလိုက်ပါတယ်ကျမလူဘဝကိုပြန်မှတ်မိပြီအချစ်နဲ့အသက်ရှင်ခြင်းစိတ်လည်းပြန်နိုးလာပြီအခုကစပြီးရှင်တို့ကျမကို control မလုပ်နိုင်တော့ဘူးပြီးတော့ innocent ဖြစ်တဲ့ဝမ်းနဲ့နေတဲ့မိန်းကလေးတွေကို manipulate လုပ်ပြီး like ထဲခုန်ချခိုင်းတာကိုလည်းသိသွားပြီသူတို့ witch ဖြစ်လာတဲ့အခါရှင်တို့ကအတုံးချတာပဲဒါကြောင့်ဒီနေ့ကစပြီးကျမလူတစ်ယောက်ကိုမှဟောင်းမလုပ်တော့ဘူး energy ကိုလိုတာရှင်တို့ mermaid တွေပဲငါတို့ witch မဟုတ်ဘူးလို့ပြောပါတယ်သူတို့ရဲ့လှုပ်ဝက်ချက်ပေါ်သွားတာကြောင့် mermaid ၃ယောက်အရန်ဒေါသထွက်သွားပါတယ်ဒီနေ့ဟာ special week ရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်သူတို့က Rane Camp တဲကယောက်ျားအားလုံးကို pray လုပ်ဖို့နန်းကိုဖယ်ရှားဖို့အစီအစဉ်ကြီးတစ်ခုဆင်ပါတော့တယ်သူတို့အစီအစဉ်အရ witch တစ်ယောက်ကိုနန်းပုံစံပြောင်းပြီး Rane စီပို့လိုက်ပါတယ်တခြား witches တွေကိုတော့ hunter တွေစီပို့လိုက်ပါတယ် Brown ကနန်းတကယ်လာတဲ့ထင်ပြီးဝမ်းသာသွားပါတယ် witcher အတူကသူ့နာကက်လာတော့ Brown ဟာထန်တဲ့သူမနဲ့အတူဝင်သွားပါတယ်အခြားတစ်ဖက်မှာတော့ mermaid တွေကနန်းကို Brown ကိုအရန်ယုံကြည်နေတယ်မလားတွားကြည့်လိုက်သူလည်းတခြားယောက်ျားတွေလိုပဲလှည့်စားတတ်တဲ့သူပဲလို့ပြောပါတယ်နေဟာ Brown ရဲ့ထက်နာကိုတွားကြည့်လိုက်ရ witch အတူက Brown ကို hypnotize လုပ်ထားပြီး intimacy လုပ်နေပါတယ် witcher အတူက Brown ကိုအပြင်ကမိန်းကလေးကိုမောင်းထုတ်လိုက်လို့ခမန်ပေးပါတယ် hypnosis ခံထားရတဲ့ Brown ကနန်းကိုဒီနေရာကထွက်သွားလို့អော်လိုက်ပါတယ်ဒီစကားကြောင့်နင်းရဲ့နှလုံးသားထပ်ပြီးကျိုးပဲ့သွားပါတယ်သူမဟာ Rod တကယ်လဲစားတယ်လို့ထင်ပြီးမျက်ရည်ကျကလက်စီပြန်လျှောက်သွားပါတော့တယ်လမ်းမှာ hunter တွေကသူမကိုဝိုင်းထားပြီးမင်းကငါတို့လူတွေကိုပျောက်သွားစေတဲ့ witch ဆိုလို့မေးပါတယ်နင်းကသူတို့တဲကတယောက်ကိုတွန်းဖယ်လိုက်ရနောက် hunter တယောက်ကတနက်နဲ့ပစ်လိုက်ပါတယ်ပြီးသားနာကျင်နေတဲ့နင်းဟာဒေါသအပြည့်နဲ့ witch form ကိုပြောင်းသွားပြီး hunter တွေကိုတယောက်ပြီးတယောက်တက်ပစ်ပါတော့တယ်အဲ့ဒီအချိန်မှာ mermaid တွေကတောတလျှောက်ယောက်ျားတွေကိုဟောင်းလုပ်နေကြပါတယ် Ron ရဲ့တငယ်ချင်းကတော့ special stone ကြောင့်လွတ်မြောက်နိုင်ခဲ့ပါတယ်သူဟာ Ron ရဲ့ထန်ထဲပြေးဝင်သွားပြီး Ron ကိုတတိပေးဖို့ကြိုးစားပါတယ်အဲ့ဒီမှာ Ron ရဲ့မျက်လုံးတွေဖြူနေပြီး witch အတူနဲ့အတူရှိနေတာကိုတွေ့လိုက်ရပါတယ်တငယ်ချင်းက Ron ကို special stone ပြလိုက်တဲ့အချိန်မှာ Ron ရဲ့ hypnosis ပြတ်သွားပါတယ် Ron ဟာ normal ပြန်ဖြစ်သွားပြီး witch အတူရဲ့ကြောပုံမှာ witches တွေရဲ့ mark ကိုမြင်လိုက်ပါတယ်အံ့ဩသွားတဲ့ Ron ကမင်းထားရလားမင်းလဲ mermaid တွေရဲ့ trap ထဲကျပြီး witch ဖြစ်သွားတာလားလို့မေးပါတယ် witch ကဟုတ်တယ်ပြီးတော့မင်းရမ်းချစ်တဲ့နန်ရဲ့နှလုံးသားကိုလည်းမင်းလက်နဲ့ပဲချိုးပစ်လိုက်ပြီးလို့ရေကပြောပါတယ်အခြားတစ်ဖက်မှာတော့ mermaid တွေကဝမ်းနေနေတဲ့နန်ကိုမြင်ပြီမလား Ron လည်းတခြားယောက်ျားတွေလိုပဲလှည့်စားတယ်လားမင်း witch form ကိုလက်ထဲမှာဖျက်ပစ်လိုက်ရအောင်အဲ့ဒါဆိုနာကျင်မှုတွေမရှိတော့ဘူးပြီးတော့မင်းတည်သွားရင် Ron ကကြောနဲ့တစ်သက်လုံးလောင်ကျွမ်းနေရလိမ့်မယ်လို့ပြောပါတယ်ဝမ်းနေတဲ့နန်ဟာနောက်ဆုံးမှာသဘောတူလိုက်ပါတယ်အဲ့ဒီနောက် mermaid ၃ယောက်ဟာနန်ကို black magic နဲ့ control လုပ်ပြီးသူမရဲ့ witch form ကိုဖျက်ပစ်ဖို့လက်ထဲဆွဲချလိုက်ကြပါတယ်ဒီနေ့ဟာ special week ရဲ့နောက်ဆုံးညဖြစ်တာကြောင့် witches အားလုံးဟာ hypnotic smoke တွေကိုခန်းတစ်ခုလုံးနဲ့ဆိုင်နာအထိဖြန့်လိုက်ကြပါတယ်မိခိုးတွေကြောင့်လူတွေဟာစိတ်ထိန်ချုပ်မှုပျောက်ဆုံးပြီး confusion ဖြစ်ကုန်ကြပါတယ်အခြားတစ်ဖက်မှာတော့ mermaid ၃ယောက်ဟာ witches တချို့နဲ့အတူ ritual ကိုစတင်လုပ်နေကြပါတယ်သူတို့ဟာလက်ထဲစုထားတဲ့ energy power တွေကိုအသုံးပြုပြီးနောက်ထပ်၄နှစ်အသက်ရှင်နိုင်မှု black magic ceremony ကိုလှုပ်ဆောင်နေကြတာပါဒီအချိန်မှာ Ron ဟာနန်းအကြောင်းမှန်ကိုသိသွားပြီးအရန်စိတ်ပူသွားပါတယ်သူဟာနန်းကိုကယ်ဖို့ Lake စီပြေးသွားပါတယ်လမ်းမှာတော့ hypnosis ဖြစ်နေတဲ့ကျောင်းသားတွေ hunters တွေနဲ့ witches တွေကိုတွေ့ရပါတယ် Ron က special stone ကိုအသုံးပြုပြီး smoke effect ကိုခံနိုင်အောင်ကြိုးစားရင်း Lake နားကိုရောက်လာပါတယ်အဲ့ဒီမှာ mermaid တွေက Lake အလယ်မှာ floating လုပ်နေပြီး witches တွေက dance လုပ်နေကြပါတယ် Lake ထဲမှာ trap ဖြစ်နေတဲ့နင်းကတော့အားနေလာပြီးသူမရဲ့ witch body တဖြည်းဖြည်းပျောက်ကွယ်နေပါတယ် Ron က mermaid တွေကိုအော်ပြောပါတယ်သူမကိုလွှတ်လိုက်ကြ mermaid တယောက်ကရေပြီးအချစ်ဆိုတာ weak emotion ပဲဒီ
ဒီကဘာမှာ Hadron နဲ့ Payne ပဲအင်အားကြီးဆုံးလို့ပြောပါတယ်။ Brown ကတော့မဟုတ်ဘူး။မြစ်တာနဲ့ကောင်းမြတ်မှုက Hadron ထက်ပိုအားကြီးတယ်လို့ပြန်អော်ပါတယ်။ပြီးတော့ Brown ဟာလက်ထဲခုန်ဆင်းပြီးနင်းစီရောက်ဖို့ကြိုးစားပါတယ်။ Witches တချို့ကသူ့ကိုဆွဲထားပေမဲ့ Daisy က Brown ကိုကူညီပေးပါတယ်။ Daisy ဟာနင်းပြောခဲ့တဲ့စကားတွေကိုတတိယပြီး mermaid တွေက Witches တွေကိုအသုံးချနေတာကိုနားလည်လာတာပါ။သူမကတခြား Witches တွေကိုငါတို့လူသားဘဝကိုမှတ်မိဖို့ကြိုးစားကြ။ mermaid တွေကငါတို့ကိုလိန်ထားတာလို့អော်ပါတယ်။ဒီစကားကြောင့် Witches တချို့ဟာသူတို့ရဲ့ memories တွေပြန်ပေါ်လာပါတော့တယ်။သူတို့က mermaid တွေရဲ့ control ကနေလွတ်လာပြီး ritual ကိုရပ်တန့်ဖို့စတင်ဆန့်ကျင်ကြပါတယ်။ mermaid တွေဒေါသထွက်ပြီး black magic attack တွေစတင်လုပ်ပါတော့တယ်။လိုက်တစ်ခုလုံးမုန်တိုင်းထန်လာပြီးရေတွေလှိုင်းကြီးထလာပါတယ်။ Brown ဟာနောက်ဆုံးမှာ Nancy ရောက်သွားပြီးသူ့မလက်ကိုဖမ်းလိုက်ပါတယ်။ Nan ကအားနည်းနေတဲ့အတန်နဲ့ဘာလို့ပြန်လာတာလဲ။မင်းတည်သွားနိုင်တယ်လို့ပြောပါတယ်။ Brown ကမင်းကိုမထားခဲ့နိုင်ဘူးလို့ပြန်ပြောပါတယ်။ဒီစကားကြောင့် Nan ရဲ့စိတ်ထဲမှာ love နဲ့ hope ပြန်နိုးလာပါတယ်။ mermaid တွေကသူတို့ကိုခွဲဖို့ကြိုးစားပေမဲ့ Witches တွေကအတူတကွဆန့်ကျင်လာကြပါတယ်။ Daisy နဲ့တခြား Witches တွေဟာ mermaid တွေကို attack လုပ်ကြပြီးလက်ထဲက black magic energy ကိုဖျက်ဆီးပါတော့တယ်။နောက်ဆုံးမှာ Brown နဲ့ Nan တို့ရဲ့ချစ်ချင်းမြတ်တာကြောင့် mermaid တွေရဲ့ power အားနည်းလာပြီး ritual ပျက်စီးသွားပါတယ်။လက်ထဲက energy တွေပောက်ကွဲသွားပြီး mermaid 3 ယောက်လည်းအော်ဟစ်ရင်းရေအောက်ထဲနစ်မြုပ်ပျောက်ကွယ်သွားကြပါတယ်။ mermaid တွေပျက်စီးသွားတာနဲ့ Witches တွေကိုချုပ်နှောင်ထားတဲ့ curse လည်းပြတ်သွားပါတယ်။ Witches အားလုံးဟာသူတို့ရဲ့လူဘဝ memories တွေပြန်ရလာပြီးသူတို့ရဲ့ souls တွေလွတ်မြောက်သွားကြပါတယ်။ Nan ရဲ့ witch body လည်းတဖြည်းဖြည်းပျောက်ကွယ်လာပါတယ်။ Brown ကမျက်ရည်ကျပြီးငါ့ကိုမထားခဲ့ပါနဲ့လို့ပြောပါတယ်။ Nan ကနူးညံ့စွာပြုံးပြီးမင်းကြောင့်ငါအမှန်တရားကိုသိခဲ့ရတယ်။ပြီးတော့နောက်တစ်ခါပျော်ရွှင်မှုကိုခံစားခဲ့ရတယ်လို့ပြောပါတယ်။ပြီးတော့သူမဟာအလင်းရောင်အဖြစ်ပြောင်းသွားပြီးလွတ်မြောက်သွားပါတယ်။မနက်ရောက်တဲ့အခါ Lake ဟာတိတ်ဆိတ်သွားပြီး hypnotic smoke တွေလည်းပျောက်ကွယ်သွားပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့သူတွေဟာတောအုပ်ထဲကထွက်သွားကြပြီး Brown ကတော့ Lake ကိုနောက်ဆုံးတစ်ခေါက်ပြန်ကြည့်ရင်း Nan ကိုသတိရနေပါတယ်။ဒီလိုနဲ့ရုပ်ရှင်ဟာဝမ်းနည်းဖွယ် ending နဲ့အဆုံးသတ်သွားပါတယ်